လက်ရှိ meta ဝင်နေတဲ့ formation အကြောင်း okay ခုလက်ရှိကျွန်တော်ကတော့ division ကို2100ကို deformation နဲ့ပဲရောက်ခဲ့တာပါမစခင်ကျွန်တော်စီမှာ eFootball coin လာရောက်ဝယ်လူရတာကြောင့်အသိပေးချင်ပါတယ် coin ဝယ်ပြီး brother တို့ရဲ့ dream team ကိုအကောင့်ထဲပေါ်လိုက်အဲ့ဒါကတော့ 4213 formation ဖြစ်ပါတယ်တိုက်စစ်မှု3ယောက်မှာ2ယောက်က center forward ဖြစ်ပြီး1ယောက်ကို SS နေရာမှာထားမှာဖြစ်ပါတယ်ဒီပါနေရာကနေစလိုက်အောင် goalkeeper နေရာမှာ offensive goalkeeper ကိုတုံးမှာဖြစ်ပါတယ်ဘာလို့ဆိုတော့ eFootball မှာလောင်းမောကောင်တာသမားတွေတော်တော်များတဲ့အတွက်အရှိထိတက်ဖမ်းဖို့လိုအပ်လို့ပါပဲဥပမာဒီလိုပေါ့brother တို့မြင်တဲ့အတိုင်းပဲ defensive goalkeeper တွေဆိုတာကျွန်တော်တို့အရှိအထိကိုလုံးဝတက်မဖြစ်ပါဘူးအဲ့ဒီအတွက်ကျွန်တော်တို့ goal ပေးရနိုင်ကြီးတော်တော်များပါတယ်အဲ့ဒါကြောင့်ပါcenter back နှစ်ယောက်အတွက်ကတော့ဘေးတဲ့နဲ့ destroyer နှစ်ယောက်ကိုတွဲသုံးမှာဖြစ်ပါတယ်ဘေးတဲ့ရဲ့ကစားပုံကတော့ defensive area မှာနေပြီးဘောလုံးကိုလက်ခံယူဖို့နောက်ဆုတ်တက်တဲ့ကစားသမားတစ်ယောက်ဖြစ်ပါတယ်အဲ့ဒါကို brother တို့က destroyer နှစ်ယောက်သွားသုံးမယ်ဆိုရင်ကျွန်တော်ပြထားတဲ့အတိုင်းပဲကျွန်တော်တို့ speed တွေကလွတ်သွားမှာဖြစ်ပါတယ်အဲ့ဒါကြောင့်မို့ကျွန်တော်ဘေးတဲ့တစ်ယောက်နဲ့တွဲစီကြပါတယ်level နဲ့ right back နေရာမှာတစ်ဖက်ကို defensive full back ထားပြီးတော့တစ်ဖက်ကိုတော့ offensive full back ထားမှာဖြစ်ပါတယ် defensive full back ဆိုတာတော့တိုက်စစ်တက်တာနည်းပြီးအနောက်မှာပဲနေခဲ့ပြီးခံစစ်ကိုကာကွယ်ပေးတာဖြစ်ပါတယ်ကောင်းတာတစ်ခုကတစ်ဖက်အသင်းရဲ့ကောင်တာတွေကိုလိုက်လံကာကွယ်ပေးမှာဖြစ်ပါတယ် offensive ကတော့သူ့ရဲ့ဆန့်ကျင်ဘက်ပါပဲအားသာချက်ကတော့တိုက်စစ်လိုက်ပါမယ် cross ball တွေနဲ့ဖန်တီးပေးနိုင်မယ်အားနည်းချက်ကတော့အရှိတက်သွားလို့အနောက်မှာ space တွေလွတ်ထွက်သွားနိုင်ပါတယ်ကွင်းလည်ပဲသွားလိုက်အောင်ကွင်းလည်မှာတော့ကျွန်တော်DMF နဲ့ CMF ကိုပြီးနှစ်ယောက်ထားပါမယ် DMF ကိုကျွန်တော်တို့ anchor man ကိုထားမှာဖြစ်ပြီးတော့ကျွန်တော်တို့ CMF ကိုတော့ဘောက်တူဘောက်ထားမှာဖြစ်ပါတယ် anchor man ကတော့တိုက်စစ်တက်တာအားနေပြီး possession မပြတ်အောင်ထိန်းတတ်ပါတယ်အားသာချက်ကတော့ defense ကိုပုံမှုတည်ငြိမ်စေမှာပါဘောက်တူဘောက် midfielder ဆိုတာကွင်းတစ်ခုလုံးကိုတစ်ဖက်မှတစ်ဖက်ပြေးကစားနိုင်ပါတယ်အားသာချက်ကတော့တင်းပေးလန့်ကိုအရန်ကောင်းစေပါတယ် stamina ကောင်းတဲ့ကစားသမားကို recommend ပေးပါတယ် attacking midfield နေရာမှာတော့ကျွန်တော်ကတော့ classic number 10ကိုသုံးပါတယ် brother တို့အနေနဲ့ classic number 10ကိုမသုံးချင်ဘူးဆိုရင် 4 player တို့ကျွန်တော်တို့creative playmaker တို့သုံးလို့ရပါတယ် classic number 10ရဲ့အလုပ်လုပ်ပုံကတော့တိုက်စစ်မှုအနောက်မှာနေရာယူပြီး game ကိုထိန်းချုပ်နိုင်ပါတယ်ကီလာပတ်နဲ့ဖန်တီးမှုအားကောင်းတဲ့ player ဖြစ်ပါတယ်သူကိုယ်တိုင်ကလည်း goal တွေသွင်းနိုင်ပါတယ်ခင်ဗျာcenter forward နှစ်ယောက်ကိုတော့ကျွန်တော် advanced striker ထားမှာပါအရင်တော့ကတော့ goal ပေါ်ကြပါအခုကတော့ ADB.striker ဆိုပြီးပြောင်းသွားပါတယ်အဲ့နှစ်ယောက်ထားမယ်ဆိုရင် brother တို့ goal ရဖို့အတွက်ကိုလွယ်ကူစေမှာပါနောက်တစ်ယောက်ကတော့ second striker မှာတော့ကျွန်တော် creative playmaker ကိုထားပါတယ်အဲ့ဒါဘာလို့ဆိုတော့သူကတိုက်စစ်မှုနှစ်ယောက်လုံးကိုလည်းပံ့ပိုးပေးနိုင်တယ်သူကိုယ်တိုင်ကလည်း finishing ကောင်းတဲ့အတွက်ကြောင့်ပါအားတို့ရောဘယ် formation နဲ့ division ဘယ်လောက်ထိရောက်ပြီလဲဆိုတာ comment ထဲမှာမှန်ခဲ့ကြပါအောင်ကျွန်တော်ရဲ့ account လေးကိုလည်း follow လုပ်ပြီးအားပေးခဲ့ကြပါအောင် eFootball နဲ့ပတ်သက်တဲ့ဟာလေးတွေလည်းကျွန်တော်တည်တလောက်မှတ်တလောက်ကလေးတွေပြောပြပေးသွားမှာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ